2025ခုနှစ်ဧပြီလ17ရက်တောက်ကြနေ့အမှုသစ်ကြည့်ရှုလို့အမှုသစ်ကိုငါပြုမိယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်သိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမိဟေရှာယနာဂတိကျမ်းအခန်းကြီး43ငယ်19မကြသေးမီကဟေရှာယအခန်းကြီး43ငယ်19ကိုပြန်ဖတ်တော့မသိမြင်ဘူးလားဟုဣသရေလလူမျိုးတော်အားဘုရားသခင်ကမေးလိုက်တာကိုအံ့ဩမိပါသည်ဘုရားသခင်ကအမှုတစ်ကိုဘယ်လိုပြုပြီးထိုအမှုကမသိရဘူးလားနှစ်ပေါင်းများစွာဥယျာဉ်မှုတူအဖြစ်အလုပ်လုပ်ရင်းကတတိမပြုမိပါကအကြီးမြတ်သောဥယျာဉ်၏ပုံရိပ်ကစိတ်ထိရောက်လာသည်ဥယျာဉ်ကိုပြစ်ထားမိလျင်မြက်ပင်တွေကရွှေထွက်လာပြီးဖက်ရပင်စူးလေးပင်နှင့်အခြားပေါင်းပင်မျိုးတွေကပန်းပွင့်ရမည်နေရာတွင်အစာဝင်လာကြသည်တစ်ပင်များကိုဘယ်တော့မှမခုတ်မရှင်းကနေရာများစွာယူလာကြမည်အပွင့်သစ်အပင်သစ်များကဥယျာဉ်နှင့်ပွင့်လန်းဖို့ခက်ခဲလာမည်အလားတူပင်ကျွန်ုပ်တို့အသက်တာထဲတွင်ဆက်ဆံရေးပြဿနာငွေချေးအခက်အခဲကျန်းမာရေးနှင့်အခြားပြဿနာတွေကြီးထွားလာခြင်းထိုအရာကဘုရားသခင်ပြုသောအမှုသစ်ကိုမြင်ဖို့ခက်ခဲစေသည်တခါတည်းကျွန်ုပ်တို့အသက်တာတွေဘုရားသခင်အမှန်ပင်အလုပ်လုပ်နေတာကိုမြင်နိုင်ရင်ကျွန်ုပ်တို့ကအကူအညီလိုပါသည်သခင်ယေရှုကရှင်ဟန်ခရစ်ဝင်ခန်းကြီး15အငယ်1မှ2တွင်ဘုရားသခင်ကဥယျာဉ်မှုကဲ့သို့ဖြစ်ကြောင်းရှင်းပြထားသည်တခါတည်းကျွန်ုပ်တို့၏ပိုရှန်နေသောအသုံးစရိတ်ကိုဖျက်တောက်ပြီးဗန္နာယီပြဿနာကိုဖြေရှင်းဖို့ကျွန်ုပ်တို့၏အကျင့်ဆိုးများ၏အမြင့်များကိုတူးဆွပေါ်ထုတ်ရန်နှင့်အခြားသူများအကြောင်းမကောင်းပြောဆိုရန်သဘောထားမျိုးဖြတ်တောက်ဖို့ဘုရားရှင်အားလိုအပ်ပါသည်သခင်ယေရှုကိုကျွန်ုပ်တို့အာရုံပြုသောအခါအသက်တာထဲတွင်ဘုရားသခင်အလုပ်လုပ်နေတာကိုပိုရှင်းလင်းစွာမြင်နိုင်သည်ဆင်ခြင်ရန်ဘုရားသခင်ကကျွန်ုပ်အသက်တာထဲအလုပ်လုပ်ပါသည်အာရုံပြုဆုတောင်းရန်ပြဿနာများနှင့်လုံထွေးနေရသူများအတွက်ဆုတောင်းချက်ကောင်းကင်ဘုံရှင်ဖာဂရုပြုပေးသည့်အတွက်ယေရှုတင်ပါ၏အသက်တာထဲကိုယ်တော်ပြုသည့်အမှုသစ်ကိုမြင်နိုင်ရန်မာစာမူပါအာမင် Lee Whitson England United Kingdom